လဲလာမိရတော့မှားပြီထင်တယ် ဟမ် မှားပြီထင်တယ်လို့ မားတယ်အမားတယ် ဟမ် I love you တော့ Go on, let's go. Are you okay အခုကီတို့လာတဲ့တောင်ကကြတော့ဒါခန်တောင်လို့ခေါ်တယ်ပေါ့နော်သူကဒီထိုင်ဝမ်မှာဆိုလို့ရှိရင်10ခုရှိတယ်ထိုင်ကျုံမှာဆိုအိုးထိုင်ကျုံစီစီပေါ့အဲ့မှာဆိုလို့ရှိရင်သူက10ခုရှိတယ်ကီတို့အခုရောက်နေတာကနံပါတ်4ခုမြောက်တောင်ပေါ့နော်အဲ့ဒါသွားပြီးတော့တက်ပါမယ်ဒီတကားတော့မရတော့အစားအစာပါတယ်ရှီထိုလိုမဟုတ်တော့အစားအစာပါတယ်ရေးပါတယ်အခုကဆက်စားခြင်းပဲရှိသေးတယ်မောနေဟိုပပမမတို့နဲ့သွားတော့အဲ့ဒါနံပါတ်10လား Number အဲ့ဒါနံပါတ်10ပေါ့ဒီဟာကကြတော့အဲ့ဒါကြတော့လူတွေအများကြီးပဲပေါ့နော်ဒီမှာကတော့လူသိမ့်မရှိဘူးဆက်စချင်းဆိုတော့ဒါကကွန်ကရစ်လမ်းဖြစ်ပါတယ်အစားအစာတော့အပြည့်ယူတာပါကီတော့ဘယ်သူမှမရှိတဲ့နေရာတော်တယ်ပဲရှောက်သွားတယ်ဒီလိုလာတာကြတော့ဟိုဝင်ချင်းမပေးရဘူးပေါ့နော်ဒါဆိုင်ကထားတဲ့နေရာလေးတွေပေါ့ကီတော့ကားနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်ကားပါကင်နေရာမှာထားခဲ့ရတယ်ပြီးတော့ဒီအထိကိုလမ်းလျှောက်လာရတယ်ပေါ့နော် always go down on this side. တရားလေးကုန်းတောင်းလေး ဒီကတော့ဒက်ကင်းတောင်ကိုသွားဖို့မြေပုံဖြစ်ပါတယ်ဒီကတော့တောင်ပေါ်ကိုစတက်ဖို့အစလန်းအစပေါ့နော်သူအခုလိုမျိုးနှစ်လမ်းရှိရပေါ့နော်အမျိုးသားသွားတဲ့လမ်းကကြတော့တစ်လမ်းဒီလိုမျိုးတစ်တာလမ်းလေးတွေကတစ်လမ်းပေါ့နော်နောက်ဆုံးတော့လေဒီတစ်တာလမ်းကိုပဲပြန်တက်ကြတယ်ပေါ့နော် careful ရတာနေဒီကတစ်တာတွေနဲ့ဆိုတော့ကျွန်ကြမှာကြောက်ရတယ်那 careful 背的时候，以后就干荡的，好像背不进去。那你就把我要干嘛？你就是整个。ဘယ်လိုတက်ကမှာလဲစပါကလေး 哇 ဘယ်သူမှမရှိဘူးနော်လူနေတယ်အမလီ Michelle one step Okay ကိုကစောင်းရသည်ဆိုတော့လမ်းလျှောက်ရတာတိတ်ပြီးတော့မှမပင်မအောင်ပေါ့နော်အေးတယ်။နေရသည်ဆိုတော့တော်တော်လေးပူပါကွယ်။ကိုကအေးတဲ့ရာသီဖြစ်တဲ့အတွက်ကြောင့်လေးအေးအေးလေးတိုက်တော့တိတ်ပြီးတော့မပင်မအောင်ပေါ့ရေလာအတော့မှုတော့အသက်ရှူလို့မရတော့ဘူးလဲလာခဲ့တာမှမိချင်တယ်အဲ့တော့အန်ဂျင်အသက်ရှူချက်ပြီးတော့ဟိုကလမ်းလေးရတော့ဂီရိုစပြီးတက်ခဲ့တဲ့လမ်းလေးပေါ့နော်ပြီးတော့ဒီကိုရောက်လာတယ်ဒီကတော့လမ်းတစ်ဝက်ကိုရောက်ပြီပေါ့နော်လမ်းတစ်ဝက်လာလေဟိုကထိုင်ကျုံလားဟိုမမြင်နေရတဲ့ထိုင်ကျုံမြို့ဖြစ်ပါတယ်ထူဟိုင်းမြင်မယ်You're gonna make PC to other people ဟဲ့လေဟေးလားလာပါတက်လန်းနေပြီနော်ဘဝတက်လန်းမသွားနိုင်တော့အဲ့မှာ तू ကတော့တက်နေတနာပါတယ် နာ
တနာပါတယ် ရောစနေကော သူကတော့သွားကြပြီကိုကတော့မတက်နိုင်အားလုံးပေါင်းတော့ဘယ်နှမီတာလဲဒါနဲ့1300မီတာ1300မီတာပေါ့နော် တိတ်ဆုံး တရားကတော့အသေးဆုံးပေါ့ number 4က အနည်းဆုံးပေါ့နံပါတ်4ကကြတော့နံပါတ်4ကကြတော့အခုပိတ်ထားတယ်လို့ပြောလို့ခီတို့ကနံပါတ်3ကိုရောက်လာတာပေါ့နော်ဒါကန်တောင်ပေါ့ဒါကန်တောင်နံပါတ်10အထိရှိတယ်သူကပထမတော့ခီတို့ကနံပါတ်4ကိုလာတာပေါ့နံပါတ်4ကအမြင့်ဆုံးလေအခုခီတို့ကနံပါတ်3ကိုရောက်လာတာနံပါတ်3ကကြတော့1300မီတာရှိရပါတော့အခုခီတို့ကဒီမှာဘယ်နှမီတာလဲဆိုတော့1200မီတာရောက်ပြီနောက်တော့မီတာ100ဆိုရောက်ပါပြီဒါ professional 好 professional တောင်းတသမား 到了嘿 တော်မယ် hey let's go 你们那看东搞呀嘛 ခုနကပြေးလာတဲ့လူဆိုလို့ရှိရင်ဒီလမ်းမှာတွေ့တာ3-4ခေါက်တော့ရှိပြီသူကပြေးလွှားတာပေါ့နော်ကိုရီးယားတော့မတက်နိုင်အောင်ကြောက်စရာတစ်ခေါက်နဲ့တည်းလဲဒီလမ်းတော့တက်ပေါ့ဒါကြတော့ဒီဘယ်လိုလှေကားနဲ့တက်တယ်မဟုတ်ပဲねဒီတိုင်းဘယ်လိုပြောမလဲတိုးတဲ့တောင်တွေကဒီလာတဲ့လမ်းပေါ့အကျိုးလေးတော့ထားပြီးတာအဲ့ဒါနဲ့တက်ကြတာပေါ့ဂီရိုကကြတော့ဒီလိုလှေကားလမ်းလာတာပေါ့နော်ဒီလိုလှေကားလမ်းလာတယ်ဒီလိုမျိုးကျိုးနဲ့လာတက်လို့လည်းရတယ်ပေါ့နော်အခြေအနေကိုလည်းကြည့်လိုက်ကြโอเคလား waiting for you ဟဲ့လား နောက်ဆုံးတော့ဂီရိုတောင်ထိပ်ကိုရောက်လာခဲ့ပါပြီတောင်မရောက်တော့ဒီလိုမျိုးလေးပေါ့နော်မြင်ကွင်းလေးကအပြင်မှာပို့ပြီးတော့လှတယ်ဒီမှာကျတော့လူငယ်တိတ်မတွေ့ရဘူးပေါ့နော်အသက်ကြီးတဲ့လူတွေတော်တော်များများပဲတွေ့ရတယ်လူငယ်ရှားတယ်ရတော့တောင်းပေါ်မှာပေါ့ဂီရိုစပြီးတော့လာတာဒီပါကင်ကနေတက်တာတက်ပြီးတော့ဒီလမ်းကြောင်းလာတယ်ပေါ့ဂီရိုအခုဒီမှာဂီရိုဒီပါကင်ကနေလာပြီးတော့တက်လာတာပြီးတော့ဒီလမ်းကနေသွားမလို့လေဒီလမ်းကနေသွားမလို့ဒီမှာပိတ်ထားတယ်ကွယ်ပိတ်တော့ဒီလမ်းကနေတက်လာတက်တော့အခုဂီရိုကဒီမှာပါ你讲这个行你这爬落去较舒适呢。我上你个火焰山你无山爬到咁要行到，我想讲伊哪有可能来行前而且路山道？后半段啦，后半段我惊到啊，啊你前半段只吼我拢无感觉，你实际查验迄段，哦我较惊到啊， ဒီမှာထိုင်ပြီးတော့ 啊我拢无顾到啥物货，啊个人我滑倒， ဒီတော့ကြောက်ပြုတ်လာတယ်ရေပါတယ်滑步伊滑倒啊，啊我拢无啦， မကြည့်တယ်ပါ 我滑2届倒3届，啊，我拢无啦， နောက် 伊 တော့ 就ရောက်လာ 只细粒就了拄着，我再头前一个查甫甲我挡住，放了我不是就溜滑梯ဒီတိုင်းထောက်လာ12နာရီ20တောင်ချူရောက်တယ်ဒီလိုကြတော့2နာရီဆိုတော့2နာရီဝန်းကျင်လောက်တက်ရတယ်သူများကတွေဆိုတော့1နာရီလောက်ပဲတက်ရတယ်မိနစ်30လောက်ပဲတက်ရတယ်ဒီက2နာရီတက်လာမီတာ1500ကို2นาရီတိတိလမ်းလျှောက်ပြီးတက်လာတယ်တက်လာနေပဲနောက်ဆုံးတော့ရတယ်ကျုပ်ကျုပ် 了这一本，洗头，这水塔，啊个是包子有时间呢，得我们那个包米的包下水，这下水鱼的呀。自然水15，一帮7.25，还有一个绕一圈到那边。 ဒီကတော့ view point ပေါ့တကူကူစားရနေအနားယူနေကြည့်လို့ရတဲ့ view point လေးဖြစ်ပါတယ်ဒီကတော့အသေးလေးတဲကြော်ပဲလို့စပါကလင်းသူများအမှာပါဖြစ်လို့စပါကလင်းကြည့်လို့မရ你有搞小苹果吗？有啊，我
我放这伊我有苹果啊，五号落去啊。苹果等呀，用水5号落，你嘛无其他人讲讲，这3号落较ခေါင်းမူတယ်ရင်းရင်းတအားတော့ 较变，这摆不个等两个对哎啊，呀，我讲讲，阿边呢？安尼啊，因两个落啊， ဆောင်းနေပဲဆိုတော့ဒီတိုက်တယ်လေ No one is here so can talk loudly so easy for me Are you okay 可以了， ဘာပြောစကားပြောရလဲလို့ 可以了。 ဟိုမှာခေါင်းမသွားမယ်လေ 嗯 ဟိုမှာသွားမယ်လေဒါတော့တို့တာမယ် ，careful careful နန်းခဲပေါ့နန်းခဲ you careful 大家好大家好我是来自缅甸多了缅甸多。 အခုကတော့တောင်ပေါ်ကနေပြန်ဆင်းလာပြီးတောင်ပေါ်မှာရောက်တော့2 နာရီပဲအခုဒီမှာပြန်ဆင်းလာတော့3 နာရီထိုးရပြီဆိုတော့အစင်းလန်းကြတော့ဟိုပါပဲ1 နာရီပဲကြာတယ်1 နာရီပဲကြာတယ်ဆင်းလာကြတော့မြန်တယ်နေရာတော်တော်များများလှလေးပေါ့နော်လှလေးပြီးတော့မချမ်းမချမ်းမအောင်မပူမချမ်းလည်းမချမ်းဘူးအဲ့လိုမျိုးလေကောင်းကောင်းလေးတိုက်တယ်နေလို့ကောင်းတယ်အဲ့မှာသူများကတွေတက်တာကတော့အဲ့မှာခဏနားတာတော့ပါကြည့်တာထူးထူးဆန်းဆန်းတော့ဘာမှမရှိဘူးဒါပေမဲ့ तू လှုပ်ထားတဲ့အဲ့ဒီတောင်ပေါ်တက်လန်လေးတွေလှုပ်ထားတဲ့ပုံမှန်လေးကတအားလှတယ်တမျိုးလေးပဲခန်းစားချက်တမျိုးရတယ်ပေါ့တက်နေအချိန်မှာလေလေးကတိုက်တယ်ပြီးတော့တရွက်ကြည်တန်လေးလားတရွက်ကြည်တန်လေးတွေကြားရတယ်ဆိုတော့တမျိုးလေးပဲဘာတမ်းမှမကြားရဘူးအဲ့ဒီလေတိုက်တဲ့တန်နဲ့တရွက်ကြည်တဲ့အတန်လေးတွေအဲ့ဒါလေးတွေကြားရတယ်ပြီးတော့နော်တစ်တာလမ်းဒီမှာလမ်းလျှောက်ရတဲ့အဲ့ဒီအတန်လေးကြားဆိုတော့တမျိုးလေးခန်းစားရတယ်ပေါ့အဲ့ဒါပါပဲသိပြီးတော့ထူးဆန်းဆန်းတော့မရှိဘူးပေါ့နော်ကီရိုနေတဲ့ထိုင်ကျုံကနေဒီလိုဆိုလို့ရှိရင်15 မိနစ်ပဲကားမောင်းလာရင်ရောက်တယ်ပေါ့နော်ကျမကြီးအရာလမ်းလာလျှောက်တော့တင့်တော်တဲ့နေရာလေးပေါ့သူကလေကီကတော့ဒီနေရာလေးကိုတော်တော်လေးကြိုက်တယ်သူအေးချင်းချင်းလေးနဲ့တမျိုးလေးလာတယ်ကွယ်ခန်းစားချက်တမျိုးလေးရတဲ့အတွက်ကြောင့်ကြိုက်တယ်နောက်တစ်ခေါက်လာမလားဆိုတော့မလာတော့ဘူးပေါ့ဘာဖြစ်လို့ဆိုတော့မော်လို့ဒီနေရာဒါလည်းပါကြီးတာကန်ရှိတော့ကတိတ်မကြိုက်ဘူးလူနည်းနည်းများတယ်ဒီမှာဒီဓာတ်ကန်ကြတော့လူနည်းနည်းနေတယ်တိတ်ဆိတ်တယ်ရှိတို့မှကြတော့လူရမ်းများတယ်2 နာရီလောက်လမ်းလျှောက်ပြီးတက်ထားရဆိုတော့ပြန်လာတော့ဒူးတွေတုံတယ်တတိထားပြီးတော့ပြန်ဆင်းရတာပေါ့နော်ဒါတော့ခုကီတော့ဟိုကကားပတ်ကင်မသွားနဲ့ပေါ့နော်ဟိုဒီကြံခဲ့တဲ့နေရာမှာတော့ဆိုင်ကယ်နဲ့ဆိုလို့ရှိရင်အဲ့ဒီဟိုနောက်ထီသွားလို့ရတယ်ကွယ်ကားနဲ့ကြတော့သွားလို့မရဘူးကားကြတော့ကားဂိတ်မှာထားခဲ့ကားပတ်ကင်မှာထားခဲ့ရဆိုတော့တခါလမ်းထက်လျှောက်ရသေးတယ်ကွန်ကရစ်လမ်းပေါ့ကွန်ကရစ်လမ်းထက်လျှောက်ရတယ်ဟိုဆိုင်ကယ်ထားတဲ့နေရာမှာဆိုရင်တော့တခါတည်းအဲ့ဒီတစ်သားလမ်းထမ်းပြီးတော့လျှောက်ရုံပဲအိုကန်ပြေသွားကြီးပြောင်းပြန်လမ်းလျှောက်တယ်အသက်ကြီးတဲ့လူတွေဆိုရင်အဲ့လိုအစင်းလမ်းဆိုလို့ရှိရင်နောက်ပြန်လမ်းလျှောက်ကြတာပို့ပြီးတော့တက်တာတယ်တဲ့အေးပါသွားပါကီယာခဏချော်ကြလို့အဲ့တစ်သားတကားကနေခဏချော်ကြလို့အစူအခံအသေးတယ် careful drown ကြောက်တယ် I'm not okay ဒီလိုမျိုးမီးပုံပွဲတွေပါတယ်လဲလာလုပ်လို့ရတယ်ပေါ့နော်ဒီအထဲမှာကားနဲ့လာတယ်ဆိုရင်တော့ဒီမှာကားထားခဲ့ရမှာပေါ့နော်ဒီဟိုကားတက်လို့မရဘူးဆိုင်ကနဲ့လာတယ်ဆိုတော့ဒီကွန်ကရစ်လမ်းအတိုင်းတက်သွားလို့ရတယ်နော်ကားနဲ့လာရင်တော့သွားလို့မရဘူးပေါ့နော်